ကျွန်တော်တစ်ချက်သွားကြည့်ပါမယ်โอเคကျွန်တော်ကုတ်ထည့်လိုက်ပါပြီโอเค continue က passport ရတယ် driver license ရတယ် ID card ရပါတယ်ကျွန်တော်တို့အဲ့မှာရွေးချယ်ရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့က ID card ကိုပဲရွေးချယ်လိုက်ပါမယ်ဗျโอเคကျွန်တော်တို့ ID check လေးလုပ်လိုက်ပါမယ်reviewing your document okay upload history okay ခုဆိုရင်ကျွန်တော်တို့ရဲ့ဒီမှာ verify ဖြစ်ဖို့အတွက်သူတို့ကျွန်တော်တို့ကောက်လေးကိုစစ်နေပေးရမှာဖြစ်ပါတယ်အနည်းဆုံးသူတို့က24နာရီကနေပြီးတော့82နာရီထိကြာနိုင်ပါတယ် okay verification ဖြစ်သွားပြီဆိုရင်ကျွန်တော်တို့ဒီက ID number လေးကို admin စီမှာသွားရောက်ပြီးတော့မှန်ချက်စစ်ပေးပါဘာလို့လဲဆိုရင်ကျွန်တော်တို့ verification မဖြစ်သေးဘဲနဲ့ငွေသွင်းငွေထုတ်လုပ်တဲ့အခါမှာ error တက်နိုင်ပါတယ်အဲ့ဒါကြီးမဖြစ်အောင်ကိုယ့်ဘက်ကနေပြီးတော့ကြိုတင်ပြင်ဆင်ထားဖို့တော့အရေးကြီးပါတယ် admin စီကိုသွားရောက်ပြီးတော့ ID လေးကို check link လေးလုပ်ပေးပါစစ်ဆေးပေးပါadmin က approve လုပ်ပြီဆိုတော့မှကျွန်တော်တို့ငွေလဲငွေထုတ်လုပ်ဖို့အတွက်ကျွန်တော်ပြောပြပေးချင်ပါတယ်တိုက်တွန်းချင်ပါတယ်ကဲခုကလေးကတော့ကျွန်တော်တို့ verification လုပ်တဲ့အစစ်အစစ်ဒီလေးပဲဖြစ်ပါတယ်ကဲဒီဗီဒီယိုလေးကိုကြည့်ရတာတကယ်ကြီးတို့အတွက်ကြိုးမြတ်ရှိမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဒီလိုဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကို comment သို့မဟုတ် like မှာ KKAI လို့ထိပ်ပါခြင်းဖြင့်ကျွန်တော်ပါဝင်ကူညီပေးနိုင်ပါတယ် okay နောက်ဗီဒီယိုမှာထပ်တွေ့ကြမယ်